မက်ဆီထက်ဝင်ငွေ2ဆကျော်ရခဲ့ပြီးတစ်နှစ်သားဝင်ငွေအကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ရိုနယ်ဒိုပေါ်တူဂီအသင်းကောင်းဆောင်ရိုနယ်ဒိုဟာပြီးခဲ့တဲ့2025ခုနှစ်အတွင်းမှာအာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီထက်ဝင်ငွေ2ဆကျော်ရခဲ့ပြီးတစ်နှစ်သားဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ရိုနယ်ဒိုဟာအမေရိကန်ဒေါ်လာတန်160ကျော်ရခဲ့တာဖြစ်ပြီးလစာကောင်းတဲ့ဘတ်စကတ်ဘောသမားတွေနဲ့ဂေါက်သီးအားကစားသမားတွေကိုပါကျော်ပြီးဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တာပါ။ရိုနယ်ဒိုဟာအယ်နာဆာကနေလစာအနေနဲ့ဒေါ်လာတန်200နီးပါးရခဲ့ပြီးကျန်တဲ့ဒေါ်လာတန်60လောက်ကိုတော့စပွန်ဆာပေးတဲ့စီးပွားရေးလုပ်ငန်းတွေစီကနေရရှိခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုဟာတစ်နှစ်ဝင်ငွေဒေါ်လာတန်100ကျော်ရအောင်9နှစ်စတိုက်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီကတော့2025ခုနှစ်အတွင်းမှာဝင်ငွေဒေါ်လာတန်130နီးပါးပဲရခဲ့တာပါ။ရိုနယ်ဒိုဟာကမ္ဘာသမိုင်းမှာဘီလီယံနာဘဝကိုရောက်တဲ့ပထမဆုံးဘောလုံးသမားအဖြစ်လဲမှတ်တမ်းဝင်ထားတဲ့သူဖြစ်ပါတယ်။ ဘောလုံးပွဲတွေကိုရင်ခုန်ကျင်သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL online service ရှိပါတယ်။ 555 mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။